လမ်းထက်လျှောက်တာကြီးမပါဘူးကျမတို့အဲ့ဒီတော့ခုနကတဲမှာတော့ခုမယ်မိုးရွာပြီးမြင်ကွင်းပါတက်တက်မြင်ရလားပါရှာတယ်ကို ရှိတ်ကို ဟာလားဘာလို့ဖို့တက်လဲ ကာလာရောင်းရတယ်လေဘာလို့ပို့လဲတော့မသိဘူး ဟုတ်လား ဟော ဒီပါဒါအပင်ကနေယူပါလား ဟုတ်ကဲ့ပါဗျာ ကန်ကြည့်လို့ရလားမကိုက် ရ ဘူးမ ရ လား ရ โอเคအကွေကနေယူတာပေါ့ ဟုတ်ကဲ့ သူကရောင်းရင်ဘလို့တပိတ်တာဘယ်လောက်လဲကို တပိတ်တော့1000ပန်းလာပါ 2000ခွဲ ဟုတ် ဒါဆိုဈေးကောင်းတယ်နော် ဟော